โอเคအားလုံးပဲမင်္ဂလာပါကျွန်တော်လီပါဒီနေ့ဗီဒီယိုမှာတော့ C2 မှာလူကြိုက်များဆုံးဖြစ်တဲ့ minute plate ကိုယူရမှာဖြစ်ပါတယ်ကဲဆိုကျွန်တော် intro လေးပြီးလို့ရှင်တော့ဗီဒီယိုလေးစလိုက်ရအောင် let's go โอเคရင်းတော့နေကျွန်တော် minute plate view game full လေးပါရင်ဘူးမယ်ပေါ့ဗျာနည်းကန်လေးပါကောင်းမလားလို့ပေါ့မနာပဲလေးမျိုးကကန်လေးပါလေးကောင်းမလားလို့ဗျာခေကျွန်တော်လုပ်လိုက်ပါမယ် short okay legendary မဟုတ်မတည်ရတော့ပေါ့ရှင်ကကန်ကောင်းလေးမှတ်လိုက်မယ်ကွာ that's နေရပြီဒီလိုပေါ့ဆန်းပေါက်ဝင်ချက်ကြည့်အောင်မကမပေါက်ပါလားမကမကြော်လေးအော်ဖီနီပေါက်တယ် what the fuck ဟိုက်တယ်ရဖီနီကဖီနီကခါမှကွာဖြစ်ဘူးဟာ okay ဆိုဖီနီရပါတယ်โอเคတော့ဒီမှာရောက်ရေးအတိုင်းအရန်ကောင်းတယ်မြင်အောင်မရအောင်โอเคဆိုတော့ဖီနီရပါတယ်ဆိုတော့ရုံးစုံနေနေကျွန်တော် minute plate ပြမယ်နော်ကျွန်တော် minute plate ကယူသွားပြီဗျယူတဲ့ဟာကျွန်တော် record မဖမ်းလိုက်ရအောင်ဗျဆိုတော့ minute plate ကယူသွားပြီဒီမှာကျွန်တော်ယူလိုက်ပြโอเคမှာ minute plate ဆိုတော့ယူလိုက်ပါမယ်โอเคဆိုတော့သူက space တစ်ခုမှတော့ပွင့်နေဘူးနော်မတော့မီဆူရောက်တော့80ကျော်နေပြီနော်ကျွန်တော်နည်းနည်းလေးလိုက်ချတာဆိုတော့โอเคဒါမှ space တစ်ခုမှပွင့်နေပါဘူးဒီရုံးကနေကျွန်တော် minute plate ကိုဘယ်လိုယူရမလဲကျွန်တော်ဘာဘယ်လိုမျိုးဟာနေယူရမလဲဆိုတော့ပြောပြအောင်မယ်โอเคမှာကျွန်တော် minute plate ကိုပြောရှင်ကျွန်တော် minute plate ကိုမီစီဖမ်းမယ်ပေါ့ဗျာโอเคဆိုရုံးစုံနေကျွန်တော် minute plate သွားယူပါမယ်ဆိုတော့ယူရနေရတော့ကျွန်တော်ရှင်းလေးပါနော်ဟိုတင်ញိုင်ကုန်း zoom in နေတဲ့နေရာကိုသွားမှာပေါ့ဗျာတင်မော်ကြီးပေါ့โอเคမှာ zoom in နေတဲ့နေရာကိုရောက်ပြီဆိုတော့ဒီဘက်လေးနဲ့သွားလိုက်ပါအဲဆိုကျွန်တော်ရေပွဲပေါ့နော်ကျွန်တော်က line မကောင်းလို့မမြင်ရတာဗျတင်မော်အော်ကြီးမပေါ်ကြီးဆိုတော့မှာတင်မော်ပေါ့နော်အဲတင်မော်ပေါ်တက်လိုက်ပါပြောရှင်ဒီနာအပေါက်လေးရှိပေါ့ဗျာဒါပေမဲ့ဒီတင်မော်က level 1000ကျော်မှရမှာပေါ့နော်ဒါပေမဲ့ကို့မှာ level 1000ကျော်ကနေတယောက်ရှိလို့ကျွန်တော်သူနဲ့ဝင်လို့ရပါတယ်ဒါပေမဲ့ तू ကကီဆိုနေဖူးပါပြီစားတာမှရမှာပေါ့ဗျာဘယ်ဆိုဓာတ်နေကကျွန်တော်လိုက်ပြမယ်ဗျဓာတ်ကငါမှတ်မိတော့ဗျာဓာတ်နေကဘယ်နားမှာလဲအပေါ်ထက်မှာလားမသိရောက်ရင်ငါမှတ်မိတော့ဘူးငါတကယ်မှတ်မိတော့ဘူးအောက်ထက်မှာလားဒီမှာလားမသိမှုတ်ဒီမှာမှုတ်ဓာတ်ကို V3 ယူနေတာဟိုဘာရောင်းတာတွားကြည့်မှာဟာကီရောင်းနေကောင်ဟာဟိုခရက်ရောင်းနေကောင်ဟာရောက်ရင်ငါမင်းနပ်ပလိလာဝယ်ဘာလဲလာတွေ့နေမလို့ရှိပြီးသားကြီးပေါ့အဲ့ရောက်ရင်ငါအကုန်ရှိရဲကောင်ငါဘယ်သီးမရှိတာအကုန်ရှိရဲပြီးဆိုလိုက်ရှာရရောက်အောင်ဘောထက်မှာများရှိမလားမသိဘောထက်ရှာကြည့်အောင်ဘောထက်ရဲ့ဒီဘက်လေးမှာဒီဘက်မှာဟို level 5နဲ့ကောင်တွေမရှိရပါဟုတ်တယ်ဒီမှာမ level 5နဲ့ကောင်တွေလည်းရှိရအဲ့ဒါဘယ်မှာတော့ what the fuck ငါမသိဘူးလေအော်ရန်နေကောင်းပါလေကွာလာယူမှကျတော့ကျွန်တော်မှတ်မိရဲ့ဗျဒါပေမဲ့ခုကမှတ်မိရောတကယ်ပြောတာဟဲ့ရောက်ကြီးဒီမှာတော့ရှာမှာတော့ဟာအားဒီအောက်ထပ်မှာပဲထင်တယ်အပေါ်ထပ်မှာမဟုတ်တော့ဘူးထင်တယ်အောက်ထပ်ပြတော့โอเคအောက်ထပ်ရဲ့ဒီမီးပုံဆောင်ပတ်လာဟုတ်အဲ့မီးပုံဆောင်ဟို V3 ယူတာပါဟုတ်ပါအော်ငါဟိုဘက်တကားပေါက်မသွားလေဘူးဟောဒီဘက်အော်ဒီဘက်ဟုတ်တယ်ဒီဘက်အော်ဒီဘက်တွေဝင်လိုက်ဆိုတော့ဝင်ချင်းနေရာမှာရှိပေါ့နော်ကျွန်တော်ကစောက်ဘောဆိုတော့လိုက်ရှာနေရโอเคဟိုမှာတွေ့ဒီကောင်ဆိုတော့ဒီကောင်ကိုဝယ်မယ်ဆိုရှင်ကျွန်တော်ပြထားတယ်ဟိုမတ်ဘာလည်းမသိပြအဲ့လားဆိုတော့100လိုပါတယ်ဒါပေမဲ့အဲ့လားတွေကိုကျွန်တော်ဘယ်လိုယူရလဲပြောပြမယ်ပေါ့နော်ကျွန်တော်ကဝယ်ပြီးသားဆိုတော့ဘာပေးဆောင်လို့တော့ဗျโอเคဆိုတော့အဲ့ကျွန်တော်ခုပြထားဟာလေးဘယ်လိုယူရမလဲပြောပြမယ်ဗျဆိုတော့ရုံးစုံနေနဲ့ကျွန်တော်ဗာလဲငါမိနေတာဟောဒီကောင်နေခဏโอเคဆိုတော့ရုံးစုံနေနဲ့ကျွန်တော်ဒီဟိုကွက်ယူနေရတော့ပါခုပြောနေတာကျွန်တော်ကွက်ယူပြီးတော့ကျွန်တော်ကဟိုဖြစ်တာပေါ့နော်ဟောဆိုပတ်စံလေးရတယ်ဗျပြီးလို့ရှိရင်ကျွန်တော်ခုပြထားတာလေးတွေရနိုင်မယ်ဗျโอเคဆိုတော့ဒီမှာကွက်ယူလိုက်ပါโอเคကွက်ယူလိုက်ဆိုတော့ကျွန်တော်တို့ level 1300ကောင်တွေပြင်ရအောင်ဗျဒီကောင်နဲ့မီးရိုးဆောင်ကောင်တွေဗျဒီကောင်တွေကိုတက်လို့ရှိရင်ကျွန်တော်ရနိုင်ပြီရှိအောင်ကျွန်တော်တကောင်တော့တက်ပြโอเคမှာဒီကောင်ခုတ်ပြမှာကြီးဒီကောင်တွေကိုတကောင်တက်တစ်ခုအောင်ရတယ်ဗျโอเคဒါဆိုရင်တော့ခဏလောက်ဖမ်းကြည့်လိုက်မယ်ဗျရခဲ့လာတဲ့လူဘွားရဲ့ညခဲ့ပိုကောင်းမယ်သားသမီးမကောင်းမိဘကောင်းမိဘမကောင်းကြဘသူကောင်းလဲတေလောက်အောင်ကနာကျင်နေလဲဘသူယူဆိုင်မလဲဘသူကြောင်းလဲအာတန်ကြဖို့မတေးကြရဲဖျားခင်စီကိုငါဆူတောင်းစေဟိုမှာကြည်လိုက်စမ်းပျော်နေတဲ့လူငယ်တွေမင်းလည်းလူငယ်ပဲမဟုတ်လားဘာလို့မင်းကြတော့မပြောတာလဲသူတို့ပြင်းနေသွားတဲ့ခါဘာလို့မင်းကိုလာမခေါ်တာလဲရူဘူတိုတွေတင်ရတိုင်းဘာလို့မင်းပုံချပေါ်တာလဲနောက်ဝါဆိုတာရှိခဲ့တက်တူတော့တက်တော်ဖြစ်ချင်လက်လောက်ပဲကောင်းအောင်ကြိုးစားပါစေလူတွေဝါပြီးပြစ်တင်လျက်မို့မင်းရှုံးပေးဖို့ကြိုးစားလဲငါကတော့မင်းကိုပြစ်မတင်ရပါဘူးโอเคဆိုတော့ကျွန်တော်မှာ10မိနစ်လောက်ဖမ်းပြီးတော့ကျွန်တော်မှာ92ခုရပြီပေါ့ဗျာโอเคကျွန်တော်မှာ space တစ်ခုလည်းပွင့်သွားပြီပေါ့ဗျာ minute plate ရေကျွန်တော် set scale လည်းပွင့်သွားပြီကျွန်တော်စမ်းပြဖို့ MPC ရှာလိုက်မယ်ဆိုတော့ဒီဘက်မှာရှိ MPC ကโอเคဒီကောင်တွေကိုကျွန်တော်စမ်းပြမှာမောင်ကျွန်တော် set scale ပွင့်သွားပြီကျွန်တော်သုံးကြည့်မယ်မိုက်တကယ်မိုင်းပဲမျောလိမ့်မှာလေကွာရှော့အိုးဟေးဟော်ရေး
ဟာအမှန်တိုင်းကျွန်တော်ဒီမှာနိုင်ပြောပြီလားအဲ့တော့မနက်ပလေးကိုလေအဲ့လိုဘလော့ခုထဲမှာဒါပထမဦးစိန်စပယ်ဖန်ပြီးတုံးကြည့်တာဟေ့အောင်မိုက်လိုက်လားရောင်ကြီးပြတ်တုံးကြည့်ဟာတော်တော်မိုက်တာရောက်ကြီးကျွန်တော်ပြတ်တုံးကြည့်မယ်ဟောစောက်လွယ်ကြီးကျွန်တော်ရောက်ကြီးမိုက်တယ်ဆိုမှကွာတော်လွယ်တုံးနေတယ်ကြီးတော့ MVC နောက်တစ်ကောင်ထပ်ဆန်းကြည့်ပါမယ်ဒီကောင်ကတက်လိုက်တော့โอเคစပလူးဆန်းအောင်မသိပွင့်စပယ်ဆန်းကြည့်မယ်ကွာရှော့ဖိထားလိုက်ရှော့ကွာအိုးဟိုပိုင်းလာရဒဲမရ9000ကျော်တော့မှဟာရောက်ရှယ်ကြီးတို့လိုက်ရတော့ the fuck ဟိုကြီးတကယ်ဘာလို့ယူမေးသူခါယူတာပေါ့နော်ဆိုတော့စီတူးမှာဒီဆော့ကကျွန်တော်ကြိုက်ဆုံးဆော့တစ်ချောင်းတွေမှာပါရောဗျာတကယ်မိုက်တယ်အဲ့ရောကြီးကကြိုက်သွားပြီဒီဆော့ဟိုဆိုတော့ကျွန်တော်ခါရေးဝင်ပါမယ်ဆိုတော့ဒီမှာပေါ့နော်ဆိုတော့ဒီကောင်စကားလာပြောလိုက်ပါကျွန်တော်ဒီကျုံရောက်ရှင်ပါဗျာဘာလို့ဒီကောင်မိုက်ရောင်းနေဗျမဒီမှာဟိုဂုံးမတ်ဆိုတာမသိဘူးအဲ့ဒါရောင်းတာဗျဒီကောင်ဟိုက90ပဲလူရောဗျနော်ဒါလေး90ပဲလူလားโอเคဆိုအဲ့လာလေးပွဲပေါ့နော်အကြံပေးရပါโอเคခုကျွန်တော်မှာကဖေးတော့ပြရောက်လာပြီပေါ့ဗျာခေဘာရောင်းနေတော့ကြည့်အောင်အဲ့ဒီအတီးကောင်းရှင်ကဝယ်စားမယ်ကွာပြုရှင်ဗီဒီယိုလုပ်မယ်အဲ့လေကြည့်လိုက်ရောက်ဟာဟေ့ရောက်အဖဘောကပါမနဲ့ဘယ်ကောင်ယူလိုက်တာတော့ငါဒီမှာအလှလေးထားတဲ့ဟာကိုကွာကောင်းရောဝမှသာငါကောက်ယူဆိုပြီးတော့ငါရေဘောကပါမလေးယူပလိုက်တယ်ကွာဟာငါအလှထားတာဟာအေးပါကွာချီဆိုဒီနေ့ပြီးတော့ခဏလေးငါမနေ့ကလေး level တင်မယ်လို့ငါပြောထားတယ်လေ level လည်းမတင်ရတယ်ပဲနှုတ်ဆက်ဖို့လုပ်နေခဏကျွန်တော်မနေ့ကလေး level တင်လာအောင်မယ်ဝေးဆိုမနေ့ကလေး level ကျွန်တော်တင်တာ200ကျော်ဝိုက်ပေါ့ဗျာဆိုညလည်း3နိုင်ကျော်နေပြီဗျဆိုည3နိုင်ကျော်နေပြီပေါ့နော်ကျွန်တော်လည်းအဲ့ချိန်နေပြီဗျရှင်းပြောရင်ဆိုကျွန်တော် fan ခဏရတယ်ပဲကျွန်တော်နောက်ဗီဒီယိုမှာကျွန်တော်စပယ်ကုံ fan ပြီးတော့ပဲပါဖြစ်တော့မယ်ပေါ့ဗျာခေတော့ဒီလိုအနေနဲ့ကျွန်တော်ကွန်ဘိုလေးလေးကြည့်မယ်ပေါ့ဗျာဘာလို့နောက်ပိုင်းကျကျွန်တော် PVP call လုပ်မှာလေဗျာအလေဟောစမ်းကြည့်ပါမယ်ဒီလိုအနေနဲ့ဒီကောင်ဂုံးမနဲ့ဝင်ထိုးမယ်ယူရှင် Sasuke တုံးဟေ့မိုက်တယ်ဟာပြီးရင်ဂုံးမနဲ့ဂုံးမနဲ့သုံးစရာမလိုငါဂုံးမတုံးတယ်ဟိုဘိုင်းတုံးပြီးသွားတယ်အေးပါကွာခေတော့ဆက်စမ်းကြည့်အောင်ပလီကခေါင်းရှာလိုက်မယ်ကူတော့ဆောက်ရင်းနဲ့ကူတော့ရောက်ကြီးကြာနေတယ်သူ80စက္ကန့်ရောဆောက်အောင်မှာဟာတဖက်ခေငါဘာရှောက်တုံးနေမှမသိဘူးကွာဟိုတော့စမ်းကြည့်ပါမယ်ဟိုရှိရကောင်ခေကျွန်တော်မျိုးတုံးနေတယ်ဒီကောင်မဆန်းတော့ဒီကောင်မဆန်းမယ်တော့ကျွန်တော်နေနေမနက်ပလိတ်စပယ်ကိုပြီးရှင်ဂုံးမနဲ့ထိုးမီကူမမီအောင်မယ်ဟိုကောင်းကပြီးပြကျွန်တော်ငါတည်ဦးမယ်အေးပါကွာကောင်းလိုက်တဲ့ကုံမို့နော်စောက်လဲတွေကြီးပဲဟိုဆို CDK နဲ့တုံးကြည့်ပါမယ်ဒီမှာ CDK နဲ့တုံးကြည့်ပါမယ်နော်ကျွန်တော်ပြောရ CDK တော်တော်မိုက်တယ်ဗျဆိုတော့ဒါ C2 မှာပြောရမယ်မတိကဆော့ချောင်းပေါ့ဗျဒီဒမ်းမေး6000ကျော်မကုံးမနဲ့ပြေးထိုးပဲပြီး okay ရောက်ဒမ်းမေးမစိုးဘူးကွာဆိုတော့ကျွန်တော်ဒီနေ့ပြောတော့ဒီလောက်ပဲလို့ပြောချင်ပါတယ်ကျွန်တော်ဒီနေ့ပြောတော့ပါပဲဟာရောက်ကြီးဖတ်တူလာပြီငါဒီနေ့ပြောဒီလောက်လို့မရဘူးဖြစ်နေတာရောက်ကြီးဆိုးတာငါဝီဆိုးပိုက်ဆက်ထားတဲ့ဟာကြီးဟာမမီလောက်တော့ထင်တယ်လို့ငါကော်ဖီမှာဝီဆိုးပိုက်မဆက်ခဲ့ဘူးတော့မမီတော့ဘူးဟာ what the fuck bro မမီတော့ဘူးအေးပါကွာ okay တော့မနေ့ကစပယ်စမ်းတဲ့နေနဲ့ပဲကျွန်တော်ဗီဒီယိုဆုံးတက်တော့မယ်ဗျာကျွန်တော်စိတ်တက်ကြပါပြီဖူးရအောင်လည်းဟောင်းမရလိုက်ဗျာဟာရောက်ပီကိုမူလာကျွေးတာညီလေးမင်းကိုမူကျွေးတယ်ငါပြန်ပြီးတော့မှရှော့မကုန်းမထူစကောက်ရှော့ကျွန်တော်ဒီတော့ဗုဒ္ဓပြောင်းဒီမှာဗုဒ္ဓပြောင်းဒီမှာပြောင်းဟာပြောင်းဟာဖုံးကကြောင်နေတယ်ဟာခုံမင်းရန်တက်နေတာတော့ပေါ်တယ်စားတာကျန်းဟော်ရေးတေးတော့ no ငါပေါင်းနေပြီးကြုံတော့ငါပေါင်းနေတော့6ပါနေတာလို့မင်းကလန်ထဲမှာတော့ငါပေါင်းနေနေတော့ဖြစ်တော့မယ် okay တော့ပေါင်းနေအောင်ရပါတယ်တစိုးပါဘူးဒီအထဲမျိုးအထဲဝင်ရောဝင်နောက်ကြောင်လာကြုံငါသမှုတော့မယ် okay အောက်ပြီးဖွင့်နေတာဟိုကောင်ပြီးဖွင့်နေတာဟိုပါကွာမီးပြီးဖွင့်နေငါမချတော့ဘူးတော်ခေတော့ဒီနေ့ပြောတော့ပါပဲကျွန်တော်နောက်ဗီဒီယိုမှာပြတွေ့ပါမယ်ဆိုတော့ level 5နဲ့ဗီဒီယိုမှာမနေ့ဖြတ်မှာပဲတင်တော့မှာပေါ့ဗျာဘာလို့ဆိုတော့ကျွန်တော်စားပေးအပ်ထားလို့ပါခေဆိုတော့ဒီနေ့ပြောတော့ပါပဲတိုက်ရစင်နာရှိ subscribe ပါညာလေးလုပ်ပြီးပါအောင်နော်အားလုံးချစ်တယ်